လူဖြစ်ပြန်တော့လည်းပဲလူချင်းတူသလားလို့မေးပြန်တော့မတူဘူးဗျအကုန်လူတော့လူတွေပဲဒုနှလုံးညာကခေါင်းပါတဲ့ကိုလူလို့ခေါ်လို့ရပါမလားမရဘူးနော်ပြောခဲ့တဲ့ခဏခဏလူဆိုတာပါလေကုသလိအကုသလိမနတိသာနာတိမှာနော်ဒီကအကုသိုလ်ဒီကကုသိုလ်ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိတတ်တယ်အကုသိုလ်ဆိုတဲ့မဲညဲသောကံသည်တန်တရာမှာမကောင်းသောဘဝကိုအကျိုးပေးမယ်ကုသိုလ်ကံတရားကဖြူစင်တန့်ရှင်းသောကုသိုလ်ကံတရားကကောင်းသောဒုက္ခတိဘဝကိုအကျိုးပေးမယ်ဒုက္ခတိလမ်းနဲ့ဒုက္ခတိတလမ်းနဲ့တွေ့ဟုတ်တယ်လားလေလန်းနဲ့ထွေရလန်းနဲ့တွေ့ကြိုက်ရရွေးချယ်လမ်းနဲ့တွေ့လို့ဘုရင်ဟောဘူးတဲ့ဟုတ်တယ်လားလေဒီတဲ့လမ်းရဲ့ထွတ်မြောက်ရဖြစ်တဲ့လမ်းရဲ့ကဲသမုဒိယသစ္စာလမ်းကအိုနာတိထက်တဲ့လမ်းသမုဒိယသစ္စာလမ်းကအိုနာတိထက်တဲ့လမ်းဟောမေကသစ္စာလမ်းကအိုနာတိလွတ်တဲ့လမ်းနားလည်ပြီနော်မေကသစ္စာလမ်းကအိုနာတိလွတ်တဲ့လမ်းအတိတ်ဘဝပေါင်းမြောင်များစွာတို့ကဘုန်းကြီးတို့တရားဓမ္မတွေအိုနာတိလွတ်တဲ့လမ်းကလေးလဲပါလာခဲ့တယ်ဗျာဟုတ်လားအိုနာတိလွတ်တဲ့လမ်းကလေးလဲတို့ပါလာခဲ့တယ်ဆူတောင်းပါလာခဲ့တယ်ဆူတောင်းပါလာတို့ဒီနေ့ဘုရားဘာသာကောင်းတယောက်ဖြစ်နေတာဗုဒ္ဓဘာသာဖြစ်ဖို့ဆိုတာခက်တယ်ဗုဒ္ဓဤအဆုံးအမတရားကိုလိုက်နာနိုင်သောပုဂ္ဂိုလ်တယောက်ဖြစ်ဖို့ခက်တယ်သမ္မာပုဂ္ဂိုလ်တွေအတွေ့အနာမကတ်နိုင်ဟုတ်တယ်လားတချို့ပုဂ္ဂိုလ်တွေလာကြည့်ကြတယ်ဟိုလေကားလောက်ရောက်ပြီးလက်ဝဲလေးဟိုကြည့်ဒီကြည့်လက်အုပ်လေးတော့မရှိနိုင်ဘူးခတ်တီတီကြည့်ပြီးတော့ဒိုင်းတို့ပြန်သွားအမှန်လားထိုင်ပြီးချီခွေလိုက်ပါလားဖယားရှင်သတင်းသုံးတဲ့တန်ဃာတော်တွေကြည်ညိုဖို့ကောင်းလိုက်တာယောဂီတွေကိုလက်အုပ်ရှိပြီးလေစမ်းမာသီလသမာဓိပညာကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိလေသာခေါင်းပါအားတဲ့ပုဂ္ဂိုလ်တွေလက်အုပ်ရှိတဲ့စမ်းမာကုသိုလ်ဒီကာယကံကုသိုလ်မရဘူးလားလက်အုပ်ရှိလိုက်ခြင်းဒီကာယကံကုသိုလ်နော်အဲ့ဒီကာယကံကုသိုလ်ဒီဘဝတိုင်းမှာဘဝအဆင့်တန်းမြင့်မားစေတတ်တယ်လူတိုင်းလေးစားမှုကိုရစေနိုင်တာဒီလက်အုပ်ရှိလိုက်ရတဲ့ကုသိုလ်ဘယ်နေရာတွေ့လူဤလေးစားမှုခံရတယ်တခါတည်းဟောကားစီရင်နေရာရတယ်အဲ့ဒီပုဂ္ဂိုလ်ဒီလက်အုပ်ရှိပြီးတော့ကာယကံကုသိုလ်စွမ်းအားဘယ်နေရာရောက်နေရာရတယ်သူတော်ကောင်းတို့ရဲ့ဘဝအထက်တန်းရတယ်လူတိုင်းကလေးစားမှုခံရတာဘာရစွမ်းအားလက်အုပ်ရှိရတဲ့ကုသိုလ်ဒီလက်ကိုအသုံးပြုရတာဒီလိုရှိမှအသုံးချရအဘိဝါဒိတပံအဘိဝါဒိတိအမေမွေးပေးထားသောလက်နဲ့ချောင်းကိုအသုံးပြုတာသည်ဘုရားရှိခိုးခြင်းတန်ခါကိုရှိခိုးယရဏသုံးပါးရှိခိုးခြင်းဟုတ်တယ်လားကိုယ့်တဲ့အသက်ဂုံဝါကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုရှိခိုးခြင်းလက်အုပ်ရှိလိုက်ခြင်းသည်ကာယကံကုသိုလ်သူတော်ကောင်းတို့ရဲ့ပတ်စံမကုန်မဲနဲ့ဘာဖြစ်နေတယ်သူရတာလူမပြောနဲ့တရိစ္ဆာန်တကောင်ကိုကြည့်ဘုရားရှင်လက်ထက်တော်တို့ကပီလုံးငှက်ကလေးတကောင်နော်ပီလုံးငှက်ကလေးတကောင်ဟောခြံနိုင်လေးမှာချောင်းရသည်ခြံနိုင်လေးမှာငင်းလေးသွားပြီးတော့နေစာလေးလုံနေတယ်ဘုရားရှင်တန်ဃာတော်များကြွလာတဲ့ခါမှာအဲ့ဒီငှက်ကလေးကအံ့ဩသိတာဘုရားရှင်ရောင်ကြီးတော်တွေကွန်ပျူတာမျိုးဟာအံ့ဩပဲဆိုပြီးတော့လမ်းလေးမှာဆင်းပြီးလက်ဝါသူ့အတောင်လေးချုပ်ပြီးဘုရားကိုရှေ့ဖုံမိုးကိုလာပြီးတော့ကြော့တယ်ဗျာတရိစ္ဆာန်တော့အတောင်လေးဖြန်းပြီးတော့မြတ်စွာဘုရားရှင်ကိုအံ့ဩစရာကောင်းတဲ့ပုဂ္ဂိုလ်ထူးကြီးဆိုပြီးတော့သူ့ရဲ့တရိစ္ဆာန်စိတ်ပေါ်တော့လူတွေကဲ့သို့ဘုရားရှင်ရဲ့လို့ပဲသိမှာတော့ဘုရားရှင်အတောင်လေးနဲ့သွားပြီးတော့ပိုးပြီးကြော့တယ်ဟိုပဲတိပဲကတော့ပြီးတော့မှပြန်သွားတယ်မကြခင်မှာသိန်းစွန်လက်ကြတေလွန်သွားပြီတေတော့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဗျာငှက်ကလေးကငှက်ကနတ်ဖြစ်သွားတာတော့မဟုတ်ဘူးနော်ငှက်ဘဝတုန်းကဘုရားရှင်ပေါ်မှာကြည်ညင်မှုတရားဓာတ်စေရနာကံတတ္တိကလေးကသုတိနောင်ဒုတိယဘဝပရိသန်နဲ့အကျိုးပေးတဲ့ကံမှာသုဂတိပရိသန်တွေကိုအကျိုးပေးတယ်ဗျာစေရနာဘယ်ပေါ်မှာကြည်ညိုတတ်တဲ့စေရနာဘုရားရှင်ဩဗုဒ္ဓယရဏဒါကြောင့်မို့လို့ဗုဒ္ဓယသာယာယဒုက္ခံတေတိဗုဒ္ဓသာယာယမြတ်စွာဘုရားရှင်အရေးဘုရားရှင်အဆုံးမှာအရေးအဝါဒကိုခိုလုံခွင့်ရတဲ့ပုဂ္ဂိုလ်သည်ချမ်းသာမှုပေးပါသည်တရိစ္ဆာန်တောင်မှဒီလိုကုသိုလ်ရတယ်တန်မှန်လေးစိတ်ကလေးနော်ဒီစိတ်လေးနဲ့ပူဇော်တာတောင်မှပဲကြည်စမ်းနတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဗျာဗိမာန်ပိုင်ရှင်သွားဖြစ်တော့ငါဘာလို့ရပါလိမ့်မလဲဩ
တရိษံကြည်စမ်းငါပီလုံးငှက်ကလေးဖြစ်ခဲ့လို့ဘုရားရှင်ကိုကြည်ညိုတဲ့စိတ်ကလေးပါလားနောက်တစ်ခုမထကုံတည်းကြည့်ပါလားဒါနလည်းမရှိသီလလည်းမရှိဝိပဿနာတရားလည်းမရှိခဲ့ဘူးအဖေလို့တဲ့ပုဂ္ဂိုလ်ကတ်စီနဲ့အဖေလို့တဲ့ကတ်စီနဲ့လို့နေမကောင်းဖြစ်နေပြီမထကုံတည်းသတို့သားလေးသားလေးတယောက်တည်းဟောရွှေပရိင်းသူ့သားလေးအတဲချိန်တန်ရောက်လာပြီဆိုပြီးတော့ရွှေကဝတ်ပေးခြင်းနဲ့ဒါပေမဲ့လို့လေပရိဆရာစီမှာသွားအဲ့လိုကြီးပိုက်ဆံပေးရမှာမဟုတ်လို့ကိုယ့်အကိုထုပြီးတော့လိတ်ပြီးတော့နားမှာပန်ထုတ်တော့မထကုံတည်းဖြစ်ကတ်စီနဲ့ဒါဘလောက်ထိဆိုတာကြည့်ရွှေလေးကြည့်လိုက်ထားတာဟုတ်လားအဲ့တော့သူခင်ဗျဘာမှကုသိုလ်မရှိပဲနဲ့တည်တော့မှဆဲကြီးအဖေလို့တဲ့ပုဂ္ဂိုလ်ကတည်တော့မှဆိုတော့အိမ်ထဲမှာမထားဘူးလူတွေလာလို့ရှိရင်သူ့ပစ္စည်းတွေမြင်မှာစိုးလို့အပြင်မှာထုတ်ထားတာအိမ်ရှိမှအပြင်မှာထုတ်ထားတာအပြင်မှာထုတ်ထားတော့အိမ်ပုရန္တာမှာထားတာအပြင်မှာချစ်ချင်းမကတဲ့တခုကိုသွားပြီးတော့တာမန်ထားပြီးတာအိမ်နာလွတ်တော့ကွန်းတာလည်းကျွေးရမယ်ရင်နွေးတာကျွေးရမှာစိုးလို့ဒီလောက်ဒီလိုကတ်စီနေတဲ့ပုဂ္ဂိုလ်လည်းရှိသေးတယ်ဗျာနော်ဟုတ်လားတို့ယောဂီတဲ့မှာဒီလိုကတ်စီနေတဲ့ပုဂ္ဂိုလ်ပါသလားမပါပါဘူးတယောက်မှမပါဘူးဘုန်းကြီးသိတယ်ဟုတ်တယ်လားအဲ့ဒီတော့ကတ်စီဥကတ်စီလို့ခေါ်ရမှာပေါ့အဲ့တော့မထကုံတည်းလေးဟာနေမကောင်းပြတတိမရတဲ့အဲ့ဒီကဘုရားရှင်ကြွဘုရားရှင်ရှင်းနာမှာရပ်ပြီးတော့ရောင်ကြီးတော့ကော့မြုပ်ပြီးတော့မထကုံနဲ့ဘုရားရှင်ကိုကြည်ညိုလိုက်တာအော်ဘုရားပါလားမြတ်စွာဘုရားအိုးဘုရားအဲ့ဒီဘုရားရှင်ရဲ့ရောင်ကြီးတော့အာယုံပြုတ်ပြီးတော့စုတည်တည်ကြသွားတာဗျာနတ်ပြမှာနတ်သားသွားဖြစ်တယ်ပိုက်ဆံမကုန်မဲနဲ့နော်ဘာရဲ့ကုသိုလ်ဘုရားရှင်ပေါ်မှာကြည်ညိုမှုကုသိုလ်စိတ်ကလေးဗျာစိတ်နော်စိတ်ကလေးနော်ဒီကုသိုလ်စိတ်ကလေးကုသိုလ်စိတ်မှာပေါ်သွားတာစိတ်မှာဖြစ်ခဲ့တာဒီစိတ်တည်းရုပ်ထဲမှာဖြစ်တာစိတ်ကိုစိတ်ထဲမှာစွန့်အားလေးတွေကြည်ညိုမှုတရားစိတ်ကလေးတွေဒါကြောင့်မလို့အကျိုးပေးတယ်ဆိုတာတရားဓမ္မတွေစိတ်ကလေးကအကျိုးပေးတာစိတ်မှာပေါ်ခဲ့တဲ့ကုသိုလ်တတ္တိလေးတွေကအကောင်းဆုံးအကျိုးပေးသွားချာနော်အဲ့တော့မထကုံတိယဘာဖြစ်တယ်ဒုတိယဘဝမှာအဲ့ဒီမှာဒုတိယဘဝမှာသူကကံကဘာကံလဲမေးတော့သူကပထမဇောအကျိုးမပေးဘူးသူကဒုတိယတတ္တဆိုတဲ့ပြင်မှာဆက်တမအကျိုးလဲဆိုပြီးတတ္တမဇောနောက်ဆိုဘုရားကအလွန်ကြည်ရင်တဲ့စိတ်နဲ့ဖက်ခနဲ့စုတည်ကြတတ္တမဇောဇောခုနှစ်ကျင်းမှာတတ္တမဇောအကျိုးပြီးတော့ဒုတိယဘဝမှာချစ်သူကတိဘဝသွားပြီးအကျိုးပြီးတော့သူ့ဖေကြီးရာသူ့တည်သားတည်တော့တုတ်တံမှာသွားပြီးတော့ငိုတယ်မဟုတ်လားကိုလည်းတောင်ပြောပါနဲ့အိုးငါသားရဲ့အဖေဘယ်လိုလုပ်ပါနေငိုဘူးတဲ့ပုဂ္ဂိုလ်အများကြီးပါလာဒီတဲ့မှာဟုတ်လားအဲ့တော့ငိုတော့ဘာဖြစ်တယ်လဲမထကုံတရားလိုက်ဩငါရဖခင်ကြီးတောကဖြစ်ကြည်စမ်းဥကစီမဖြစ်တော့ဘူးသူကုသိုလ်စိတ်ပြောင်းငါဖြူမှဖြစ်မယ်အလွန်သူတကဲတော့ခြုံဝေးတဲ့ပုံနာလေးတယောက်ဖန်ဆင်းပြီးတော့လာတာတဏှာလေးမှာသွားငိုးနေတယ်သူအဖိုးကြီးဒီဘက်ငုံနေတယ်ဒီဘက်မေးစားပေါ်မှာငိုနေတယ်ဟိုလူလီမျိုးလေးကဟိုဘက်နားကငိုချိုးငိုတယ်တော့လှမ်းကြည့်ဖို့ဖိုးကြီးကဟာဘသူငိုတာလဲကွာဟောဟေးဟိုဘက်ကငိုတာဘသူလဲကျွန်တော်ပါခမညာဟာဘာဖြစ်တယ်မင်းကလေးလေးရှိသေးတယ်ဘာလို့ငိုလဲဟုတ်ကဲ့ကျွန်တော်နေနဲ့လာကိုလိုချင်လို့ငိုပါတယ်ခမညာဘာကိုလိုချင်လို့လဲမင်းကွာမိုက်လိုက်တာလူငယ်ရေငါသားမိုက်လိုက်တာအမေငါသားအယူလေးမင်းဘာလို့မရတယ်လဲအဲ့လိုလေနေနဲ့လားဘယ်တော့ရမှာတော့ကွာဟုတ်ပါတယ်အဖေကျွန်တော်ကနေနဲ့လားဆိုတာမြင်လဲမြင်ရတယ်မြင်ရတဲ့အရာဝတ္ထုကိုတောင်းနာရင်ရလွယ်နိုင်တယ်အဖေကဘာလို့ငိုလဲငါသားသေးသွားတဲ့သားကိုတန်းတန်းငိုတာကျွန်တော်ကမြင်ရတဲ့အရာဝတ္ထုကိုတောင်းတရင်ရချင်ရမယ်ခင်ဗျားကမမြင်ရတဲ့အရာဝတ္ထုတောင်းတာဘာမှရမှာမဟုတ်ဘူးဆိုပါဒါဆိုသဘောပေါက်နားလေတဲ့ခါကျတော့မှတရားစကားလေးပြောတော့ဖြတ်ချင်းဆိုရင်နတ်တို့ဖန်ဆင်းလိုက်တယ်ပေါ့ဖန်ဆင်းပြီးတော့ဟာမင်းဘာလို့ဖြစ်နတ်ပြေရောက်သွားတာအဖေကျွန်တော်လေးကုသိုလ်ဘာမှမလုပ်ရတိုးတော့ဘုရားရှင်ကြွလာတယ်ဗျာကျွန်တော်ဒီကနေ့မှမြတ်စွာဘုရားကြွတော့ဘုရားရှင်ပေါ်မှာကျွန်တော်ကြည်ညိုမှုတရားတွေရှိခဲ့တယ်အဲ့ဒီဘုရားရှင်ပေါ်မှာကြည်ညိုလုံးနဲ့စိတ်ဆွမ်းအားဖြင့်စုတည်တည်ကြလို့ဒီချမ်းသာနတ်ချမ်းသာရတာပါအဖေမမေးပါနဲ့လို့ပြောလိုက်တော့မှငါသားငါမမေးတော့ဘူးဒီနေ့အဲ့ဒီကစပိတ်လှူလိုက်တာတန်းလိုက်တာမပြောပါနဲ့ကုသိုလ်ပိုက်ခြင်းဥက္ကစီမဟုတ်တော့တရားတရားထေးသွားတာပေါ့ဟုတ်လားဒါကြောင့်မလို့တရားဓမ္မကြီးတခါတည်း